ဗမာပြည်ရဲ့ကိုမင်းတို့ထဲဝင်ဖို့အတွက်ဒီနေ့ပြင်ဆင်လှုပ်ရှားနေတာဟေ့နော်မင်းတို့အဲ့လိုချုံးမပြတာနော်ဒုက္ခိုင်းတဲ့တိုင်းမလုပ်တာရှိလာလို့ရှိရင်တော့အဲ့ဒီတက်တွေဝင်လာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့သတိပေးတာအလုံးကိုဂျိုင်းပြခြင်းပြီးတဲ့ကြီးနာချက်ကိုထုတ်လိုက်တာဖြစ်ပါတယ်ဒါကြောင့် TNL နဲ့ခုကျွလွန်တဲ့မှုတွေတရုတ်ကနေပြီးတော့ပြည်ထန်ချမယ်ချင်းကြောက်လိုက်တာနဲ့ပတ်သက်လို့ကျွန်တော်တို့လက်ခံနိုင်ကြအကြောင်းရှိပါတော့ဒါဟာကျွန်တော်တို့ပြည်ပြည်ပဲလားသူလည်းဘာမှမဆိုင်သူလည်းအဲ့တော့ဝင်ပြောပြမလို့ဘူးကျွန်တော်ယူဆဒါကကျွန်တော်တို့ချုပ်ချအာဏာပိုင်တဲ့ကိစ္စနိုင်ငံတကာကသိရတာကြားကြရတာအဲ့ဒီကိစ္စကိုရောရေးကြည့်လက်ခံဆွေးနွေးကြမှာလားဆိုတော့ကျွန်တော်သိချင်ဟုတ်ကဲ့ဆရာဦးတန်းစိုးနိုင်ခင်ဗျာအခုတရုတ်နိုင်ငံပေါ့နော်ရွှေလီအမျိုးသားလုံခြုံရေးကော်မတီကနေပြီးတော့ဒီ TNL တန်းအဖွဲ့ကိုစာတော်ပေးပို့ပါတယ်ဒါကတော့တန်းအဖွဲ့အနေနဲ့ရှမ်းမြောက်မှာရှိတဲ့စစ်စင်ရေးတွေတိုက်ပွဲတွေရပ်ဖို့ပေါ့နော်သူကတတိပေးချက်ပုံစံမျိုးထွက်လာပါပါ TNL ပြောခွင့်ရရောသူတို့တွေးမှုကသတင်းဌာနတွေကဟုတ်မှန်ကြောင်းပြောထားတာရှိပါတယ်ဆိုတော့ဒီတတိပေးချက်ကတော်တော်လေးပြင်းထန်တာကိုလည်းတွေ့ရပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီရှမ်းမြောက်ဒေသပေါ့နော်တရုတ်နဲ့နယ်စပ်မှာအခုလိုမျိုးဒီကာလကြာရှည်နှစ်ပေါင်းများစွာနဲ့ကအခုလိုမျိုးလက်နက်ကင်အဖွဲ့တွေတော်လိုင်းအဖွဲ့တွေကိုတရုတ်ကအခုလိုတတိပေးစာမျိုးထုတ်ခဲ့ပြီးတာရှိလားဆရာဒီတော့ကတော့အဲ့လိုကြီးညာချက်မျိုးမပေးရုံနဲ့မကဘူးမသိကြအောင်တော့ဆောင်းနေပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာသာပေါင်းဆောင်းတဲ့တက်ပြမှုရှယ်ကိုနှစ်ကြိမ်တိုင်းကျွန်တော်သိပြီးပိုက်ဖို့ပါတယ်။တရုတ်ကိုရည်ရွယ်ပြီးတော့ဒီဆောက်ထားတဲ့နမ်ပလင်းဆိုတဲ့အမြောက်စခန်းကုန်းတော်မှာကျွန်တော်တို့သိပြီးပါတယ်။ဒါပေမဲ့အဲ့ဒီကကျွန်တော်တို့တက်တွေကဒီနမ်ပလင်းစခန်းမှာတရုတ်ကိုဥတီထားတဲ့155အမြောက်ကိုမကိုင်တွဲတက်လို့မလုပ်တယ်တန်ရှင်းလာဒါပေမဲ့အဲ့ဒီကမူရှယ်ရောသိထားကြတယ်အဲ့ဒီကအော်စတြေးလျလုံခြုံရေးတို့မြို့နယ်ကောင်စီတို့ကဘာမှနော်စမ်းကျင်ကန့်ကွက်တာသတိပေးတာဘာမှမရှိခဲ့ပါဘူးမသိအောင်ဆောင်ပြီးတော့တောပေးနေတယ်မာတီဒီကိစ္စကိုပတ်သက်တယ်အခုမှနိုင်ငံရေးဝန်ကြီးကဒီလိုရာဇသံနေပြီးသွားတဲ့အပေါ်မှာခုမှထပြီးတော့ရွှေလီကလုံခြုံရေးကောင်စီဆိုတဲ့ပုံကိုယ်တွေကထပြီးလုပ်တယ်။သမိုင်းမှာဒါမျိုးတွေမရှိခဲ့ပါဘူး။သမိုင်းတစ်လျှောက်လုံးဗမာပြည်ထဲမှာဘာဖြစ်ဖြစ်ဆိုတော့လက်နဲ့ဒီတက်ဆင်ပေးပြီးတော့ဘာကပါနေဆိုရှင်ကျွန်တော်တို့အရှိမြောက်ဒေသတိုက်ပွဲပေါင်းများစွာတိုက်ခဲ့တာ16နှစ်လောက်ကြာတယ်။ဒါပေမဲ့တရုတ်ကတခုမှမပြောဘူး။ဒီမှာကျွန်တော်တို့ရာဇသံပြီးလာတာနောက်ပြီးတော့အဲ့ဒါကိုမလိုက်လာလို့ရှင်ဘာလို့မညာလို့မဆိုတော့ကျွန်တော်တို့ရဲ့ချုပ်ချအာဏာကိုစော်ကားတာဖြစ်နေတယ်။အဲ့ဒါကိုကျွန်တော်တို့ကငြိမ်းခံငုံခံနေလို့မဖြစ်ဘူးကျွန်တော်ထင်တယ်။ရွှေလီအုပ်ချုပ်ရေးကောင်စီကပေးပို့လိုက်တဲ့စာကတကယ်ကတော့မူရှယ်ဘက်မှာရှိနေတဲ့တရုတ်ဒိုးစီဝါးတွေနဲ့တရုတ်ပြည်သားတွေရဲ့ဒိုးစီဝါးကိုမတိကြိုက်ဘူး။အဲ့ဒီဒေသလုံခြုံအေးချမ်းမှုလိုတယ်လို့သူကပြောတာပါ။ဒါပေမဲ့မူရှယ်မှာရောက်နေတဲ့တရုတ်နိုင်ငံသားတွေတရုတ်ပြည်သူတွေရဲ့ဒိုးစီဝါးကို TNL ကဘာမှသိခွတ်တာတားဆီးတာကန့်သတ်တာမလုပ်ပါဘူး။ဒါပေမဲ့သူတို့ကအဲ့ဓာတွေလုံးလို့မရဘူး။နောက်ပြီးတော့စစ်ဖြစ်လို့မရဘူးပေါ့ဗျာ။သုံးတရားအဲ့လိုစစ်ဖြစ်လာလို့ရှိရင်တော့ TNL ကိုသူတို့ကဆုံးမမယ်။တားဆီးကန့်သတ်မယ်ဆိုတဲ့ကိစ္စတွေပြောလာတာပါ။အဲ့တော့အဲ့ဒီအသုံးလုံးတွေကအလုံးကိုရိုက်ပြခြင်းပြီးတဲ့ကြီးနာချက်ကိုထုတ်လိုက်တာဖြစ်ပါတယ်။ TNL ကဘာမှကျုံမျိုးသားတွေရဲ့ကျိုးရှိဝါနဲ့ကျိုးမျိုးသားတွေရဲ့အသက်ကိုနော်လုံခြုံမှုကိုတာဝန်ယူနေတာပါဒါကြောင့် TNL နဲ့ကိုမကျွလွန်တဲ့မှုတွေတရုတ်ကနေပြီးတော့ဒေတာချမယ်လို့ချင်းကြောက်လိုက်တာနဲ့ပတ်သက်လို့ကျွန်တော်တို့လက်ခံနိုင်ကြအကြောင်းရှိပါဘူး